မင်္ဂလာပါဒီနေ့ကျွန်တော်တို့ basic speaking လေးတွေလေ့လာကြည့်ရအောင်basic တမားတွေအတွက်တည်တံ့ပေါ့နော်ဒီနေ့ကို7 minute အချိန်ပြီးပြီးတော့လေ့လာကြည့်နံပါတ်1 that's all ဒီလောက်ပါပဲလို့ပြောတာno problem ရပါတယ်ကိစ္စမရှိပါဘူးလို့ပြောတာ never mind အဲ့လိုလည်းသုံးတယ်နောက် promise me ငါ့ကိုကတိပေးလို့ပြောတာပေါ့နော်နောက်တစ်ခု make decision ဆုံးဖြတ်ချက်ချတာကိုပြောတာmake နဲ့ပတ်သက်ပြီးတခန်းပြတ်တင်ထားရလဲရှိတယ်make အသုံးလုံးတွေလည်းအများကြီးရှိတယ်တခန်းပြတ်လေ့လာကြည့်ပေါ့နော်နောက်တစ်ခု get back နောက်ဆုတ်လို့ပြောတာနောက်တစ်ခု go home အိမ်ပြန်တော့လို့ပြောတာပေါ့နော်နောက်တစ်ခု eat in eat in ဆိုတာအိမ်မှာချက်ပြုတ်စားတော့တာကိုပြောတာspecial thanks ကျေးဇူးအထူးတင်ပါတယ်လို့ပြောတာနောက်တစ်ခု eat out အပြင်မှာသွားစားတာဆိုင်မှာသွားပြီးစားတာကိုပြောတာeat in ရယ် eat out ရယ်နှစ်ခုတွဲပြီးတော့မှတ်ထားပါနော်နောက်တစ်ခု be careful ဂရုစိုက်ပါလို့ပြောတာနောက် be patient စိတ်ရှည်ပါသတိခံပါလို့ပြောတာနောက်တစ်ခု not now အခုမဟုတ်သေးဘူးလို့ပြောတာအမြင်သွားတော့မှလာပေါ့နော် not now အခုမဟုတ်သေးဘူးအဲ့ဒါကိုပြောတာနောက်တစ်ခု come back ပြန်လာခဲ့လို့ပြောတာနောက်တစ်ခု anytime အချိန်မရွေးပဲလို့ပြောတာနောက်တစ်ခု what happened ဘာဖြစ်တာလဲလို့ပြောတာနောက်တစ်ခု keep talking ဆက်ပြောပါလို့ပြောတာkeep နဲ့ပတ်သက်ပြီးလဲတခန်းပြတ်တင်ထားရှိတယ် keep အသုံးလုံးတွေလည်းအများကြီးရှိတယ်လေ့လာကြည့်ပါနော်နောက်တစ်ခု keep going ဆက်သွားပါလို့ပြောတာနောက်တစ်ခု turn left ဘယ်ဘက်ကိုကွေ့တာကိုပြောတာturn right ညာဘက်ကိုကွေ့တာကိုပြောတာပေါ့နော်နောက် enjoy yourself ပျော်ရွှင်ပါစေလို့ပြောတာဒါလေးက basic speaking လေးတွေအရန်လွယ်တယ်လေ့လာရတာဒီနေ့ကို7 minute လောက်အချိန်ပြီးပြီးတော့လေ့လာကြည့်ပါနော်